ခုနှစ်ရက်သားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောတွေကိုစောင့်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောတွေကိုစောင့်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်စင်အောင်လွှမ်းမပါစေ။2026ခုနှစ်ဇန်နဝါရီလ12ရက်နေ့ကြာသပတေးသားသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်။ကြာသပတေးသားသမီးများအတွက်ဒီနေ့မှာစိတ်ညစ်စရာစိတ်ရှုပ်စရာတွေကနှစ်ချိန်နှစ်ခါဆိုသလိုမျိုးကြုံရတတ်တဲ့ဒီနေ့အတွက်ဘယ်အလုပ်ပဲလုပ်လို့အစင်မပြေမှုတွေကစက်တိုက်ဆိုသလိုမျိုးတွေကြုံရတတ်တဲ့ဒီနေ့အတွက်အနက်ရောင်ကိုတော့လုံးဝအထူးမပြုနဲ့เนาะယနေ့အတွက်ကျမ်းမာရေးကိုသာအထူးပြုဆိုင်ပါအချီရေးမှာလည်းချစ်သူစီကနေပြီးတော့မမျော်လင့်ပဲနဲ့လက်ဆောင်ကောင်းတွေရတတ်တယ်เนาะအိမ်တော်ရေးမှာတော့ဒီနေ့မှာအဝေးမှာရှိတဲ့မိသားစုဆွေမျိုးတွေရှိကနေပြီးအဆက်အသွယ်ကောင်းတွေထောက်ပံ့ကောင်းတွေရရှိတတ်တယ်နော်ကျမ်းမာရေးအနေနဲ့သွားနဲ့ပတ်သက်တဲ့သွေးနဲ့ပတ်သက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်အကျိုးပေးတဲ့ကဏ္ဍကတော့ငါးနဲ့ခွန်ဖြစ်ပြီးတော့အကျိုးပေးတဲ့အယောင်မှာအပြာရောင်နဲ့ရွှေဝါရောင်ပဲဖြစ်ပါတယ်ရေရာအနေနဲ့မိမိအရှိဖျားမှာပန်းသီးသုံးလို့ကလူပေးရမှာဖြစ်ပါတယ်ရှင်